အမေရိကန်နိုင်ငံ FDA ကနေပြီးတော့တည်တည်ရတာပါဝင်တဲ့ e-cigarette တွေကိုတရားဝင်ရောင်းချခွင့်ပြုလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာသတင်းဆောင်ရင်ရုပ်သံလိုင်းမှာကြိုဆိုပါရစေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာအမေရိကန်နိုင်ငံစားတောက်နဲ့ဆေးဝါးကုတ်ကဲရေးဌာန FDA ကနေပြီးတော့နိုင်ငံရေးအရဖိအားပေးမှုတွေပြင်းထန်နေတဲ့ကြားကပဲတည်တည်ရတာပါဝင်တဲ့ e-cigarette တွေကိုအမေရိကန်ဈေးကွက်မှာပထမအဆုံးအကြိမ်ဖြစ်တရားဝင်ရောင်းချခွင့်ပြုလိုက်ပြီဆိုပြီးတော့မေလ9ရက်နေ့ထုတ်ရိုက်တာသတင်းဌာနကနေပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်။ရခိုင်ကလေးကတည်တည်ရတာနဲ့ထုတ်လုပ်ထားတဲ့ e-cigarette တွေဟာဆယ်ကျော်သက်လူငယ်တွေကြားမှာသုံးစွဲမှုမြင့်မားစေတယ်ဆိုတဲ့စိုးရိမ်တဲ့ချက်တွေကြောင့်ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့လွှတ်တော်အမတ်တွေဘက်ကပြင်းပြင်းထန်ထန်ကန့်ကွက်မှုတွေရှိနေကြတာပါ။ဒါပေမဲ့အခုလို FDA ကနေပြီးတော့တရားဝင်ခွင့်ပြုချက်ချပေးလိုက်တဲ့အပေါ်မှာတော့အခြေတင်ဝေဖန်မှုတွေနဲ့နိုင်ငံရေးအဖိအားတွေစက်တိုက်ဆိုသလိုထွက်ပေါ်နေပါတယ်။ဒီလိုခွင့်ပြုပေးလိုက်တာဟာအရွယ်ရောက်ပြီးသားသူတွေအတွက်ရိုးရိုးဆက်လက်ဖြစ်ရမှာအထောက်အကူဖြစ်စေနိုင်နေဆိုတဲ့အကြောင်းပြချက်တွေရှိနေပေမဲ့တစ်ဖက်မှာလည်းလူငယ်တွေရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်မလားဆိုတဲ့မေးခွန်းတွေကလည်းစက်တိုက်ထွက်ပေါ်နေစေဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်အမေရိကန်ဆက်လက်နဲ့ e-cigarette ဈေးကွက်အတွင်းမှာဘယ်လိုကြရရိုက်ခတ်မှုတွေဆက်ဖြစ်သွားမလဲဆိုတာတော့စောင့်ကြည့်သွားမယ်ဖြစ်ပါတယ်ခင်ဗျာ။ယခုလိုမျိုးနိုင်ငံတကာသတင်းစုံလင်တွေကိုတင်ဆက်ပေးသွားမှာမို့ follow လေးလုပ်သွားပေးကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။